အခုတလောဖုန်ကြီးတွေကဘာနေချင်းခီဆိုတဲ့ကောက်စစ်တတ်ထားတဲ့အခုဝါထက်စက်ကနေဝါရှိတောက်ရှောက်လာမယ်ကြီးအေးချမ်းချမ်းနဲ့ဟောထုတ်တာဘုရားမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့မြင်းညမှာဓာတ်တွေနဲ့ခုတ်ပလိုက်ရမှာရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရဘူးမတတ်မရဘူးအင်္ဂလိပ်မှာမတွညဘူးဘုရားဘာသာတွေကကိုယ်နဲ့ထုထားတာကြည့်လားကိုယ်နဲ့မထုလို့ဘယ်သူထူခိုင်းရမှာအဲ့ဒီမိမဆုံးမဖမဆုံးတာတော့ပြောတာသူများဘာတော့ဘယ်လိုပြောတာလဲဒါလည်းခုတ်ပြက်မယ်တဲ့နင်းမြမယ်အဲ့ဂရမကတူဘာလို့ဘာများလောက်ထားလို့လဲတော့မသိဘူးနော်သူများဘာတော့ဟုတ်မဟုတ်လဲလေးလာပြီးမှပြောချင်ပါလေအဲ့လို S ကားတွေကသူ့အတွက်ဘာကျိုးရှိလဲမကျိုးမရှိဘူးသူ့အတွက်လည်းကျိုးမရှိဘူးကဘာအတွက်လည်းကျိုးမရှိဘူးသူသုံးနှုတ်စကားကပြည့်စည်ဖို့ပဲအဲ့ဒီစိတ်မဆိုးတဲ့သူစိတ်ဆိုးပဲသူပြောတာအဲ့တော့ပြောချင်တဲ့ကတကယ်လို့ဒီကဘာမငေးချမ်းစချင်း S ကားနဲ့မတုံးနဲ့ရလိုက်မင်းယုတ်ကြည်ထားတဲ့မင်းရဲ့ဘာသာကိုပဲမြောက်တင်ပြီးတော့ပြောပါရှင်းပြပါတခင်ရှုခရစ်ကဘယ်နေပေါက်ပွားလာလဲလူသားဘယ်လိုတည်ပေးလဲတရားဘယ်လိုတွားတင်ပေးလဲအဲ့လောက်ပဲသူများဘာသာမဆွဲထဲနဲ့မဆိုင်ဘူးဗုဒ္ဓနဲ့ခရစ်ယာန်ဆိုမဆိုင်ဘူးသူညာနဲ့သူပဲရှိကြတယ်ဆိုတော့ကျွန်တော်တရားအနေနဲ့ပြောချင်ပါဒီမိမဆုံးမဖမဆုံးမတာကချင်လူမျိုးလားချင်းလူမျိုးတော့မတီးဘူးသူအတန်တော့ကချင်လူချင်းအဲ့လိုပဲအများကြီးပါပဲပြောထွက်တဲ့ဒီ live မှာတက်လာပြီးဆိုရင်ဘာလိုမျိုးမဆိုပြောပါတယ်ဒီခရီးအထဲဝေပြီးဆိုကြတဲ့ရိုးလေးသူ့ရဲ့ယုတ်ကြည်ချက်ကိုသူမဖော်ပြပဲနဲ့မဆိုင်တဲ့ဘုံတော့ဘာသာတို့တချမ်းဘာသာတွေပဲဆွဲထည့်ပြီးတော့မဟုတ်တာတွေပဲပြောကြတယ်ဆိုတော့ဒီအငယ်သားတွေပြောမှာပေါ့ကြည့်ကဲတယ်မှာဒီဆရာဒီဗီလာတို့အဲ့ဒီချွေခလာတို့အဲ့လိုမျိုးတွေနားထောင်ကြည့်လိုက်သူတို့တက်ပြောထားတဲ့ဟာတွေပေါ့နော်ဖုန်းကြီးကတွတ်တူနေဖုန်းကြီးကိုလည်းဆွဲထက်နောက်ပြီးတော့သူဘာဒါပဲသူရှင်းပြပြီးတော့လူသားတွေတင်ပေးတယ်ဆိုတော့မှလည်းမဟုတ်ဘူးအဲ့လိုမျိုးသူများဘာတော့ကဲရတာပုတ်ခတ်ရစော်ကားတာအဲ့ဒါသူ့လူတွေတင်ပေးတော့ကလေးတွေပြောမှာပေါ့အမှန်တရားကိုဘလောက်အထိဖုံးကွယ်နေကြတယ်လေဆိုတဲ့ဟာကိုပြောကြပါတယ်အချောက်တယောက်ကိုမင်းကယောက်ျားပဲလို့ပြောလိုက်ရင်တော့ तू မကြိုက်ဘူးဒီအယုတ်ကလေးကိုကြည့်ဒီအယုတ်ကလေးထဲမှာမျက်စိပါတယ်မမြင်ဘူးနှာခေါင်းပါတယ်အသက်မရှူဘူးနားပါတယ်မကြောက်လက်ပါတယ်ဘာမှမလုပ်တတ်ဘူးခြေထောက်ပါတယ်မသွားတတ်ဘူးအဲ့လိုပြောလိုက်ရင်မင်းအယူပဲ तू က तू မမြင်တာ तू က तू မကြားတာ तू က तू နော်မသွားတတ်တာမင်းနဲ့ဘာဆိုင်လဲအဲ့လိုပြောမှဖြစ်တယ်ဟုတ်တယ်သူပြောနေတဲ့ရုပ်ကလေးတစ်ခုကမစ္စည်းပါတယ်မမြင်ဘူးภาษาပါတယ်ภาษาပြောတာနားပါတယ်နားမကြောက်နှာခေါင်းပါတယ်ဆူလို့မရဘူးဆိုတဲ့ဟာကသူပြောချင်တဲ့ဒိဗေကသူများဘာသာကိုကဲရတာပေါ်လို့တယ်လေအဲ့ဒါရုပ်ဆိုတာကရုပ်ထုဆိုတာကဘယ်လိုမြင်လို့ရမလဲဒါပေမဲ့အချမ်းဘာသာတရားရုပ်တွေထုထားပြီးတော့ဘာသာထိုင်းလာကြတယ်ဆိုတာတစ်ချိန်တော့ကဖရာရဲ့လုပ်ဖို့ကံပဲပုံဆောင်လူမဲ့ပြန်လောက်လာခဲ့တာအဲ့တော့နားလေစမ်းပါဗျာကျွန်တော်ကိုကဲပါလို့ပြောတဲ့အချိန်မှာအဲ့ရုပ်ထုတွေကကျွန်တော်ဘာမှအဖြေမပေးခဲ့ဘူးကျွန်တော်ကျူးကြေမွားနေနှလုံးသားနဲ့သူတို့စီသွားတဲ့အခါမှာကျွန်တော်အဖြေမပေးခဲ့ဘူးပြီးတော့ဘာလို့ရုပ်ထုတွေကကျွန်တော်အဖြေမပေးနိုင်လဲသိလားသူတို့စီမှာကြားနိုင်တဲ့နားတွေမပါဘူးဒီနေရာကိုလာပြောတာယေရှုခရစ်တော်အသက်ရှင်တယ်ဆိုတဲ့အကြောင်းပြန်မလားမင်းတို့ဖေကအဲ့လောက်ထိကယ်တင်ရှင်နေဆိုလို့ရှိရင်လည်းလှုပ်ဆမ်းမအောင်ကဒီမှာမွဲတေနေလို့ကယ်ပေးကြပါအောင်ယေရှုကလည်းဈေးပေါ်လိုက်တာတွေ့တဲ့လူတွေ့တဲ့နေရာမှာမြူဆွေနေတော့တာပဲဘာသာတစ်ခုကူးပြောင်းသွားပြီဆိုလို့ရှိရင်မိမိစိတ်ပဲကြည့်တာကြိုက်တဲ့ဘာသာကိုကြိုက်တယ်လို့ကိုးကွယ်လို့ရှိတယ်တိုးကွယ်ပိုင်ခွင့်လည်းရှိတယ်ဒါပေမဲ့ကိုမယုံကြည်လို့မကိုးကွယ်တဲ့ဘာသာတစ်ခုစင်ပေါ်တက်ပြီးတော့မှလေပုတ်ခတ်ပြီးအတန်းရှင်းရှာနေရနားထောင်လို့မကောင်းဗီဒီယိုတစ်ခုပြမယ်အဲ့ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့အထုတွေကကျွန်တော်အဖြေမပေးခဲ့ဘူးကျွန်တော်ကျူးကြေမွားနေနှလုံးသားနဲ့သူတို့ကြည့်သွားတဲ့အခါမှာကျွန်တော်အဖြေမပေးခဲ့ဘူးတန် bro ရုပ်ထုတွေကိုကိုးကွယ်နေတာမဟုတ်ဘူးဟာအဆုံးအမတွေကိုကိုးကွယ်နေတာဗုဒ္ဓရဲ့အဆုံးအမတွေကတန်ဖိုးရှိလို့တန်ဖိုးတိပြီးရုပ်ထုထုစစ်ပြီးတော့မှပူဇော်တာဗုဒ္ဓကမိမိသားလေးရဲ့အားကိုးရလို့လမ်းညွှန်ခဲ့တာဗုဒ္ဓကကယ်တင်ရှင်မဟုတ်ဘူးလမ်းပြသူအဲ့ဒါကိုဘာကိုမဟုတ်တာရေလျှောက်ပြောနေရလဲ
ဟာတာပဲစနားထောင်ကြည့် ကောင်းတာလို့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတစ်ယောက်ကို10လောက်ထည့်လိုက်တယ်လူတစ်ယောက်ကို100လောက်လူလိုက် မားနေပြီတိလားအဲ့မှာမားလာလဲဆိုရင်ကိုးကွယ်တာနဲ့အားကိုးတာနဲ့ကမတူဘူးကိုးကွယ်တယ်ဆိုတာကနီလန်းလိုချင်တာအားကိုးတယ်ဆိုတာကလေအချောင်လိုချင်တာသိလားပြီးရင်ကိုလုပ်တဲ့အရာတွေကလေကောင်းတာဘာတွေလို့ဘာတွေနဲ့တိုင်းတာပြီးတော့မှပြောတာကောင်းတာလုပ်ပြီးတော့မှကောင်းတာကြီးပြန်မရလို့ဗုဒ္ဓရဲ့အဆုံးအမတွေကိုစိတ်ပြက်သွားရလောက်အောင်ထိအကျိုးမျှော်လင့်တဲ့လုပ်ရက်တွေကရောအခုတို့မကျိုး ဘယ်မနဲ့ကြိုင်တရားမထိုင်ဘူးလားတရားထိုင်တာလေယေရှုမယုံဘူးလားအဲ့ဆိုဘယ်လိုလုပ်မှာလဲဘယ်လိုလုပ်ချမှာလဲကေပါဦး အဲ့တော့ဒီဗီဒီယိုကိုတစ်ချာကြည့်ပါဗီဒီယိုထဲမှာဘာတွေထူးခြားလဲမသိရင်ကျွန်တော်ပြောပြမယ် ပဲရောက်ကျွန်တော်မကြောက်ဘူး အနောက်မှာဖျားစင်နေနော်ဒါဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်မင်းတို့ခရစ်ယာန်တွေကဒီတမားဗုဒ္ဓဘာသာဝင်တွေအိမ်အထိလိုက်ပြီးဘာသာရေးမြှုပ်ဆွဲနေတာအဲ့ဒါတော့ဘာသာရေးလွတ်လပ်ခွင့်မရှိသေးဘူးလားကွာကြည့်သွားပြီးတော့ကျွန်တော်ညီကိုတွေကျွန်တော်ကူညီတောင်းခြင်းတယ်ဒီဗီဒီယိုကိုအစွန်းရောက်နေတဲ့ခရစ်ယာန်ဘာသာဝင်တွေစီနည်းနည်းလောက် share ပေးကြပါနော်တွေ့ပါရအောင်မြန်မာနိုင်ငံမှာဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ပြောနေတဲ့သူတွေစီရောက်သွားအောင်ဒီဗီဒီယိုလေး share ပေးပါနော်ဒီမှာဆိုရင်အနောက်မှာဗုဒ္ဓဘာသာဝင်ဒီကိုးကွယ်တဲ့ဒီဖျားရုပ်ပွားတော်တွေရှိတယ်ပေါ့နော်ဒါသိကြတယ်ဒါဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်နော်အိမ်လေးထိမင်းတို့ခရစ်ယာန်တွေကဒီဘာသာရေးလာဆွဲနေတာအဲ့ဒါမလွန်လုံးသေးဘူးလားဒါတော့ ဖန်ဆင်းထားတယ်မမြင်ရတဲ့ဘုရားသခင်ကတာ၍ကြီးမြတ်တယ်ဆိုတာတီးတဲ့နေရာကျွန်တော်တို့ဘုရားမှာပြောင်းလဲခြင်းနေပဲဟာလေလုယာ အားကောင်းတောက်ကောင်းဖြစ်လို့ဘာသာပြောင်းတာကိုကြီးကြီးကျယ်ကျယ်တွေလှုပ်ပြီးတော့မှလာပြီးတော့မှပြောနေတာသခင်အားရကြုံပါဝမင်းသိထားဖို့ကဒီနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာတိုင်းပြည်ဗုဒ္ဓဘာသာအများစုနေထိုင်တာမိဩဖလာဗုဒ္ဓဘာသာတွေရှိတယ်လို့တတ်ဝင်ယုံကြည်ဗုဒ္ဓဘာသာတွေအများကြီးရှိတယ်မင်းတယောက်တည်းစာမဖတ်ပေမဖတ်အသိဉာဏ်ဘ ഹു တုတမရှိလို့ဖျားတီရှိကြောင်းဘယ်အရာကတတ်တည်ရှိတယ်လဲပြောရအောင်ဗုဒ္ဓဂါယာဆိုတာဘာလဲတရုတ်ပြည်ကဆွဲတော်တွေတရုတ်ပြည်ရောတကဘာလုံးကလူတွေရောယူလို့အဲ့ဒီဟာကိုကိုးကွယ်နေတာလားတန်ဖိုးထားနေရလားတိတိလင်္ကာညီပေါ်မြန်မာပြည်ထဲမှာလည်းနေရာရရက်ကတမိုင်းချောင်းနေဇန်နိပတ်တော်တွေဖျားရဲ့သွားလာနေထိုင်ခဲ့တဲ့အကုန်လုံးအရာရာ ကျွန်တော်တယောက်အနေနဲ့ဂျက်ဖြတ်ဝေပြောပြမယ်နော်ဒီမြန်မာနိုင်ငံမှာအဲ့ဒီရွှေတကူမှာရခိုင်လူမျိုးကဂေါရမစီတွားပြီးမှကျွန်တော်တပည့်တော်တို့စီဖျားမရှိလို့လာခဲ့ပါဖျားအရှိဖျားဆိုပြီးမှတွားခေါ်လာတာဂေါရမဖျားကရောငါစပက်တဲ့6ယူပြပြီးတော့အဲ့ဒါငါလာတယ်လို့သဘောထားဆိုပြီးမှရွှေတကူမှာလာထူခဲ့တာအဲ့ဒီဂေါရမရဲ့စပက်တဲ့6ပါလို့အဲ့ဒါတွေကမြတ်စွာဘုရားတီရှိကြောင်းတတ်သိတွေမဟုတ်လို့ဘာတွေလဲညံလီနှမ်းစီးလောက်ကလေးနဲ့လူတွင်ချင်မလို့ဆမ်းပါနဲ့မင်းလိုကောင်မျိုးဗုဒ္ဓဘာသာတွေကထွက်သွားတာလဲဝမ်းသာတယ်တစ်သက်လုံးတီရှိခဲ့တဲ့လက်ရှိအသက်အရွယ်ထိတီရှိခဲ့တဲ့ဖယားဘာမှန်းမသိတဲ့ကောင်ကမနေ့တနေ့မှဝင်သွားတဲ့ဘာသာကိုဖုံးတော်ဖွဲ့နေတာကြည်မကောင်းဘူးစားကောင်းတောက်ကောင်းလုပ်တာရှော့မင်းသက်20လား30လားအနှစ်20 30လောက်တီရှိခဲ့တဲ့ဘာသာရဲ့ဖျားရဲ့တမိုင်းချောင်းတော့ဂါဂနာနာမသိတဲ့ကောင်ကအဲ့လောက်ညံရင်ညံသွေးလောက်ကောင်ကနှစ်ရက်တစ်ပိုင်းရှိသေးတဲ့ဘာသာကိုသီလာပါရင်ရဲ့ဆိုပြီးတော့မှအာပေါင်အာရင်နဲ့ဖုံးတော်ဖွဲ့နေတာဟာမင်းစားကောင်းတောက်ကောင်းပြောနေတာရှင်းလားငစနူတွေမဟုတ်ဘူးငါတို့ကမမိုက်ရိုင်းနဲ့သွေးတို့မဆန်းနဲ့တော်ယုံမဲကောင်းတယ်စားကောင်းတောက်ကောင်းလုပ်တယ်ဆိုလဲစားကောင်းတောက်ကောင်းကိုဟာကိုဖုံးတော်ရိုးရိုးသားသားဖွဲ့အေးအေးဆေးဆေးဖွဲ့မပေါက်ခတ်နဲ့မစော်ကားနဲ့မြေတာဇက်တွေဓမ္မဇက်တွေနဲ့မရလို့အာနာဇက်နဲ့ဆိုရင်ဘဝတစ်ခုလုံးပေးဆက်သွားရမယ်မင်းဘယ်ဖန်ဆင်းရှင်မှမကယ်နိုင်ဘူးဖြစ်သွားမယ်မင်းရဲ့စီးလို့ဝါလို့စကားတွေကြောင့်မလို့အာနာဇက်နဲ့တွေ့ရင်ဘယ်ဖန်ဆင်းရှင်မှကယ်မထုတ်နိုင်ဘူးဖြစ်သွားမယ်အပမာဒေးနာတန်မာဒေးထပြန်အနှလုံးသွင်းလိုက်အောင်ဟုတ်ပြီနော်နောက်ဆုံးဖြစ်ပါစေမယုံကြည်သေးဘူးလက်မခံသေးဘူးဆိုအချိန်မြင့်ငါစီလာခဲ့မျက်နှလုံးမျက်နှရအနှစ်20 30လက်ရှိတည်ရှိတဲ့အထိဖျားရဲ့တမိုင်းချောင်းအောင်မသိတဲ့ကောင်မျိုးကနှစ်ရက်တစ်ပိုင်းနဲ့ကိုးတဲ့ခွေတယ်ဆိုတဲ့ဖျားကိုဖုံးတော်ဖွဲ့တာကရိုးရိုးတန်းတန်းမဖွဲ့ဘူးစားကောင်းတောက်ကောင်းနေသခင်အားရကျွန်ဘာမှမလုပ်နဲ့နော်မပြောချင်လို့
အာနာဇက်နဲ့တွေ့ရင်ဘယ်ဖန်ဆင်းရှင်ကဲနိုင်မလဲစောင့်ကြည့်မယ်လေစောင့်ကြည့်မယ် They walk for love, so every corner of the earth may feel the healing of the step. They walk for peace through joy and tears, through love. ကျောင်းဗုဒ္ဓယုတ်ကြည်ဖုံဖုံဆရာတော်သူရဲ့လက်ဖွဲ့ဘောနော်ဒီမှာဖွဲ့လက်ဖွဲ့ကဒါသူလက်ဖွဲ့သူဆရာဒီဆရာကဘုရားကရောက်တော့ယူလာခဲ့တယ်ဘောနော်လက်ဆောင်ပေးလာခဲ့တာအဲ့တော့ကျောင်းဗုဒ္ဓဘာသာဆိုရင်ဒါကတကယ်အချမ်းတဲ့စနစ်ကိုသူတို့ပြတတ်တာပဲဖြစ်နေတယ်ဒီဘယ်ဘာသာမှမစော်ကားပဲတွေ့အေးချချာတက်ဆက်ကနေဝါရှိတောကဘာမိချိုင်ခရီးဆိုတဲ့ကောင်းစီတတ်ထားတယ်လူထားတဲ့အစားဖို့တောက်ဖို့ဟာလက်ခံတယ်ပစာလူတူတို့ဒီဖုန်းကြီးတယ်လက်မကောက်ဖုန်းကြီးကအဲ့လိုမျိုးပေါင်းစုံမနော်ပမာလက်ပိုင်ပါမယ်ပြည်နာပါမယ်ကဘောချာပါမယ်လောင်းပါမယ်နောက်ပြီးတော့တရုတ်တွေလက်ပိုင်ပါမယ်ကိုကြီးအားလို့ပဲနံပါတ်လဲတော့မ